ကျွန်တော်မဲ့ချစ်ပိုင်းမှာကျဲကျွင်းညာဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပါမယ်။ကျဲကျွင်းညာလျှက်စစ်မိမလာတဲ့တညမှာကျမတို့အိရှိကကွက်ပြစ်လေးမှာထိုင်ဖို့ဖြစ်သွားတယ်။သမီးကိုတော့ကျမကကျဲတွေကြည့်အောင်ဆိုပြီးပြောခဲ့တာ။ဘေးနားကအိမ်တွေမှာဘက်ထရီမီးမမိန်လေးတွေဖျောင်းနိုင်မီဝါကြံကြံလေးတွေတပွင့်စားနှစ်ပွင့်စားနဲ့ထွန်းထားကြပေမဲ့ကျမကတော့တအိမ်လုံးကိုအမောင်ချထားသလိုမျိုးဘာမီးကိုမှမထွန်းထားလိုက်ဘူးကိုနဲ့မကွာအမြဲရှိနေတဲ့ဖုန်းကိုလည်းအိမ်ပေါ်မှာပဲခြံခဲ့တာဆိုတော့လက်လှုပ်လိုက်တိုင်းကြော်ညာမက်ဆေ့တွေဝင်လာတိုင်းတစ်ဖြက်ဖြက်နဲ့ပွင့်လာမဲ့ဖုန်းစကရင်မီပြလက်လက်လေးတောင်ကျမတို့ခြံဝင်းထဲမှာတွေ့ရမှာမဟုတ်ဘူးဘာတစ်ခုမှလှုပ်ချင်ကန်ချင်စိတ်မရှိပဲပင်မနှွမ်းလျက်နေတာမျိုးတော့မဟုတ်ဘူးဘာတစ်ခုမှလှုပ်ရှားမလို့တော့တဲ့အခြေအနေတစ်ခုလို့ဆိုရမလားညာဆိုတဲ့အချိန်တစ်ခုကိုဒီအတိုင်းလေးကုံဆုံးချင်တဲ့စိတ်ဆန္ဒတစ်ခုကြောင့်ပဲဖြစ်မယ်ထင်တယ်စိတ်လိုလက်ရရှိတဲ့အနေအထားမျိုးဆိုပါတော့စိတ်လိုလက်ရရှိဆိုပတ်ဝန်းကျင်တစ်ခုလုံးရဲ့အလင်းမဲ့မှုဟာညရဲ့ကောင်းကင်ကိုအနောက်ရှက်မဲ့စွာကြည့်မြင်နိုင်တယ်လို့လျှက်စစ်မီးပေါ်မူတည်ပြီးလက်ပတ်နေတဲ့မြို့ပြရဲ့အတန်တွေဟာလည်းတိတ်ဆိတ်နေတာကိုရှင်သိတဲ့အတိုင်းကျမကရှစ်လောင်ကျဲတွေအကြောင်းမသိဘူးဆိုတော့ကျမတို့ကောင်းကင်ကိုမော်ကြည့်လိုက်လို့မြင်ရတဲ့အရှိဘက်ချမ်းကတန်းလေးရှိနေတဲ့ကျဲသုံးပွင့်နဲ့ပတ်သက်ပြီးမောင်ရင်ဆိုင်တန်းပုံပြင်ကိုပဲကျမသမီးကိုပြောပြဖြစ်တယ်။ဝမ်းနည်းစရာဇက်သိမ်းဆိုပေမဲ့လည်းအဲ့ဒီပုံပြင်ဟာသမီးနဲ့တက်တော်တယ်လို့ကျမကယူဆတယ်။လူဒန်းစားခွဲခြားမှုကြောင့်ချစ်သူတို့ဦးနာကျင်ခဲ့ရပြီးနောက်ဆုံးမှချစ်ချင်းမြတ်တာကအနိုင်ရသွားတယ်ဆိုတဲ့ပုံပြင်မဟုတ်လား။ချစ်ခံရတဲ့ကလေးကကောင်းကောင်းလေးကြီးမြင့်တယ်လို့ရှင်ပြောဖူးတယ်လေချစ်ချင်းမြတ်တာအကြောင်းကိုကျမတို့သင်ပေးထားမှသမီးဟာကိုချစ်တတ်မှဖြစ်တယ်လို့တခြားသူတွေကိုလည်းကောင်းကောင်းချစ်တတ်မှာပေါ့ပြိုင်ပွဲတွေကျင်းပပြီးနိုင်ရတဲ့သူငါသမီးနဲ့လက်ဆက်ပေးမယ်ဆိုတဲ့ဘရင်ပုံမြင်တွေကိုကျမဘယ်ပြောမလဲကျမတို့သမီးဟာချီးမြှင့်ပေးအပ်ခံရမယ့်ပစ္စည်းတစ်ခုတည်းပိုတဲ့လူသားတစ်ယောက်ဆိုတာသမီးဟာငယ်ငယ်လေးကတည်းကသိနေဖို့လိုတယ်မိန်းကလေးတွေဟာယောက်ျားလေးတွေအတွက်အစင်ရင်တစ်ခုဆိုတာမျိုးတွေမိန်းကလေးတွေဟာယောက်ျားလေးတွေရဲ့ပါရမီကိုဖြည့်ပေးရတဲ့အဖြစ်ခံဖြစ်တည်မှုဆိုတာမျိုးတွေပါတဲ့ပုံပြင်တွေကသမီးရဲ့ငယ်ဘဝကိုလွှမ်းမိုးသွားတာမျိုးကျမမလိုလားဘူးမင်းသမီးတွေဟာလှပပြီးနိုင်ငံတော်ဝန်နဲ့ညီမျှတဲ့တန်ဖိုးရှိတာလို့အရာဝတ္ထုတွေနဲ့တိုင်းတာပြီးဗန္နာပစ္စည်းတစ်ခုလိုတန်ဖိုးသတ်မှတ်ခံလိုက်ရတဲ့ပုံပြင်မျိုးတွေကိုသမီးနားထောင်ဖို့မလိုအပ်ဘူးလို့ကျမယူဆတယ်မင်းသားလေးရဲ့ညာလက်ယုံမှာမင်းသမီးလေးကခေါင်းအုပ်အိတ်လိုက်လို့မင်းသားလေးကကန်ဆိုးသွားတယ်ဆိုတဲ့ရှင်မွေးလုံးနဲ့မင်းနဲ့နာပုံမြင်ထမ်းကလို့မိန်းကလေးတွေရဲ့ဖြစ်တည်မှုဟာယောက်ျားလေးတွေထက်နှိမ်ကြတယ်မိန်းကလေးတွေဟာမကောင်းတဲ့ကျမဆိုးတွေကိုတဲဆောင်ယူလာနိုင်တယ်စားတာတွေကိုဖွန်ညောတဲ့ရာဇဝင်ပုံပြင်တွေကိုကြားသိတင်ယူပြီးသမီးကိုကျမမကြည်ပြင်းစေချင်ဘူးစောင်းမျှော်နေရသူတွေကအမြဲတမ်းပဲအချိန်တွေအကြောင်းပြောဖို့အဆင်သင့်ဖြစ်နေပုံပဲကျမလေကျယ်ရီအကြောင်းပြောရင်းနဲ့ချိန်တွေအကြောင်းကိုပါပြောမိသွားတယ်အဲ့ဒီမှာသမီးလဲကျမတို့လိုစောင်းမျှော်နေသူတယောက်ပဲဆိုတာသိလိုက်ရတာကျမတို့လိုချင်တဲ့မနှက်ဖြန်တွေကိုကျမတို့စောင်းမျှော်နေသလိုပဲသမီးလေးလဲရှင်ပါဝင်မဲ့ကျမတို့ရဲ့မနှက်ဖြန်တွေကိုစောင်းမျှော်နေတယ်လေကျယ်ရီကဘာဖြစ်လို့မိတ်တုံနဲ့တသေးလေးပဲလင်းတာလဲလို့သမီးလေးကကျမကိုမေးတော့မမေတို့ရဲ့နေဖွဲ့စည်းနဲ့အနီးဆုံးကျယ်ပွင့်ရဲ့အလင်းရောင်ကိုမြင်ရဖို့မမေတို့အနည်းဆုံးအလင်းနှစ်ပေါင်း၄နှစ်ခွဲလား6နှစ်လားမသိဘူးအဲ့ဒီလောက်တော့စောက်ရတာလေအဲ့ဒါကြောင့်တသေးလေးပဲမြင်ရတာလားလို့အကြီးမမြင်ရဘူးပေါ့အလင်းနှစ်ပေါင်း2000ကျော်ဝေးသွားတဲ့ကျယ်ရီရဲ့အလင်းကိုဆိုမမေတို့ကတာမန်မျက်လုံးနဲ့မမြင်ရဘူးအဲ့ဒါတွေကိုကြတော့တယ်လီစကုပ်နဲ့မှမြင်ရတဲ့သမီးရဲ့လို့ကျမပြန်ဖြစ်မိတယ်ကလေးလေးဖြစ်တဲ့သမီးရဲ့သိမှုကိုကျမမေ့သွားပြီးအရွယ်ရောက်နေသူတယောက်ကိုပြောသလိုမျိုးကျမပြောလိုက်မိပုံပဲသမီးကခဏညိတ်သွားပြီးတော့ကျမကိုမေးတဲ့မိခွန်းကဘာလဲသိလားအလင်းနဲ့ဆိုတာဘာလဲမေမေတဲ့အဲ့လိုဆိုပြန်တော့လဲခုခက်ကလေးတွေကိုထင်သေးလို့မရဘူးပဲသမီးကနေဖွဲ့စီနဲ့တယ်လီစကုပ်ကိုတော့သိပုံရတယ်ကျောင်းသင်ခန်းစာကနေမဟုတ်ရင်တော့သူကြိုက်တဲ့ animation ရုပ်ရှင်တွေကနေဖြစ်မှာပေါ့လေ
သမီးကကျမတို့အတွက်ဂုဏ်ယူစရာသမီးလေးဖြစ်မယ်ထင်တယ်။တီးလို့စိတ်ပြင်းပြပြီးကြက်တွင်းလိုတောက်ပါတဲ့မြင်ဝန်းတစ်စုံနဲ့မိန်လိုက်တဲ့သမီးရဲ့ပုံစံကိုရှင်းကိုမြင်စေချင်လိုက်တာ။အိုးမဟုတ်ဘူး။ကျမအဲ့ဒီတွေးကိုချက်ချင်းပဲခေါင်းထဲကထုတ်ဖို့လိုတယ်ဆိုတာသိလိုက်တယ်။ကျမတို့သမီးလေးတော်လိုက်တာဆိုတာမျိုးနဲ့သမီးကိုကျမတို့အတင်းဖိအားပေးပြီးပုံသွင်းလိုက်တာမျိုးတွေကျမတို့မလုပ်ဖို့လိုတယ်လေ။သမီးဟာကျမတို့ရဲ့အနာဂတ်ကျမတို့ရဲ့မျှော်လင့်ချက်ကျမတို့ရဲ့ဖိုးတန်ရနာဆိုပြီးဖြစ်ရမှာမဟုတ်ဘူး။သမီးဟာသမီးပဲ။ကျမတို့ကသာသမီးဖြစ်လာဖို့ရွေးချယ်ခဲ့တာ။သမီးဟာကျမတို့ကိုရွေးချယ်ခဲ့တာမဟုတ်ဘူး။ကျမတို့ကကျမတို့ရဲ့ရွေးချယ်မှုကနေမျှော်လင့်နေရမှာမဟုတ်ဘူး။ကျမတို့ရဲ့ရွေးချယ်မှုကိုကျမတို့ယုံကြည်ပြီးအဲ့ဒီရွေးချယ်မှုနဲ့ပတ်သက်သမျှအားလုံးကိုကျမတို့လက်ခံရမှာဖြစ်တယ်။သမီးလိုအပ်နေတဲ့အချိန်ကျမတို့ကနှွေးထွေးစာနဲ့ရှိနေပေးရမှာ။သမီးတောက်ပနေတဲ့အချိန်ကျမတို့ကချီးမွမ်းပြီးတိမှတ်ပြုရမှာ။သမီးရဲ့ရွေးချယ်မှုတွေကိုကျမတို့ကလိုလိုလားလားကြိုဆိုရမှာ။ဟုတ်တယ်မဟုတ်လား။ရှင်လည်းဒီလိုပြောခဲ့ဖူးတယ်လေ။သမီးဟာကျမတို့ရဲ့ဂုဏ်ယူစရာဖြစ်တည်မှုဆိုတာမျိုးမဟုတ်ပဲ။သမီးဟာပန်းပွင့်လိုလွတ်လွတ်လပ်လပ်ဖူးပွင့်ရှင်သန်ကြည်ပြင်းရမယ်လူသားတစ်ယောက်ဖြစ်ရမယ်လို့ကျမတို့ဆုံးဖြတ်ခဲ့ကြတယ်မဟုတ်လား။သမီးရဲ့နူးညံ့တဲ့လက်သေးလေးတွေကကျမရဲ့ပေါင်ကိုလှုပ်ခါပြီးကျမကိုမောကြည့်နေတာမြင်တော့ကျမသမီးရဲ့မိကုံးကိုဖြစ်ပေးဖို့အတွက်ကျမသက်ကိုခံပြင်းပြင်းရှူပြီးကျမရဲ့မန်းညံတွေထက်ကကိန်းဂဏန်းတချို့ကိုပြန်ရှာဖွေလိုက်တယ်။အလင်းနဲ့ဆိုတာကနှစ်တစ်နှစ်မှအလင်းသွားနိုင်တဲ့ခီးကွာဝေးကိုပြောတာသမီးရဲ့အဲ့ဒီကွာဝေးကမိုင်ပေါင်းထရီလီယံနဲ့ချီပြီးရှိတာကဏန်းတိတိကျကျကိုတော့မမတ်မိတော့ဘူး6ထရီလီယံလား9ထရီလီယံလားပဲသမီးမီလီယံဆိုရင်တစ်နောက်မှ3ညဘယ်နှလုံးပါလဲသိလားကျမကသမီးကိုအဖြေပြန်ပေးရင်းနဲ့မင်းကုန်းမှာတစ်ခါတည်းမေးလိုက်မိတယ်အဲ့ဒါမှသမီးကကိန်းတွေရဲ့တန်ဖိုးဘယ်လောက်တော့ရှိလဲဆိုတာကိုဆက်ပြီးပုံဖော်နိုင်ပါလေသမီးကသူ့လက်ချောင်းလေးတွေကိုထောင်ပြီးရေတွက်နေရင်နဲ့မီလီယံကတန်တသိန်းဆိုရင်3ည5လုံး10သိန်းဆိုတသန်းမှာက3ည6လုံးရှိမှာပေါ့မေလို့ကျမကိုတက်ကြွကြွနဲ့ပြန်ဖြေလေရဲ့သမီးမန်နဲ့ထရီလီယံဆိုတာကတစ်နောက်မှာ3ည12လုံးတောင်မှပါတယ်လေသမီးစဉ်းစားကြည့်ဘလောက်တောင်မှအလင်းကဖြီးသွားနိုင်လဲဆိုတာလေအိုးအများကြီးပေါ့မေလို့သမီးကသူ့ရဲ့ကော့ပစ်ပေါ်ကနေတွဲလောင်းချထားတဲ့ချက်တောက်ကိုပင့်တင်ပြီးသူ့ခြေချောင်းလေးတွေကိုပါရေတွင်းရင်တအံ့တအောနဲ့ရေရောလိုက်တယ်။ဒါပေါ့သမီးရဲ့ဒါတောင်တော့အလင်းကတစ်စက္ကန့်မှာမိုင်ပေါင်း3,800,000ကျော်လောက်ရှိတဲ့အမြန်နှုန်းနဲ့သွားတာလေ။မိမိတို့ခြေတလန်းစာမှာသူတို့ကမိုင်ပေါင်း3,000,000ကျော်ကိုရောက်တာဘလောက်တောင်မှမြန်လိုက်မလဲနော်လို့ကျမကအလင်းရဲ့ခီးသွားမှုကိုဆင်ပြီးရှင်းပြလိုက်တော့သမီးစီကအံ့ဩမှုကထပ်မထွက်လာခဲ့ပဲအဲ့ဒီစားသူစီကတိတ်ဆိတ်မှုတစ်ခုကိုသာကျမရလိုက်တယ်။သမီးကရှေ့ဘက်ကောင်းကင်ကိုမော့ကြည့်ရင်နဲ့မှကျမကိုအံ့ဩတုန်လုံးသွားစေမဲ့စကားတစ်ခုကိုသမီးဆိုလိုက်တယ်။အဲ့ဒီအလင်းရဲ့အမြန်နှုန်းနဲ့ဆိုဖေခီးသွားတာခုချိန်ဆိုပြန်ရောက်နေလောက်ပြီနော်မေတဲ့။ကျမရဲ့အုံနောက်ဟာလှုပ်ဖို့မေးရော့သွားတာလားထက်ကနက်ခုံလှုပ်ပြီးမြန်ဆန်သွားတဲ့နှလုံးသားဟာဦးနောက်ကိုလွှမ်းမိုးသွားတာလားသမီးကိုပြန်တုံ့ပြန်ဖို့စကလုံးတို့ကျမမှာကင်းမဲ့သွားခဲ့ရတယ်ဝမ်းနည်းမှုကိုအလင်းအမြန်ပဲထိတ်ချုပ်ပြီးကျမရဲ့ပေါင်ပေါ်တင်ထားတဲ့သမီးရဲ့နူးညံ့သေးကွေးတဲ့လက်ကလေးကိုကျမရဲ့လက်နှစ်ဖက်နဲ့ဖွားဖွားလေးဆုပ်ကိုင်လိုက်တယ်ပြီးတော့ကျမရဲ့အကြည့်ကိုရှေ့ကောင်းငင်ဘက်စီပို့လိုက်တယ်ကျမကိုမော့ကြည့်နေတဲ့သမီးလည်းကျမစီကဖြေစားဝင်းကိုငေးကြည့်ဖြစ်သွားတဲ့ကျမရဲ့လှုပ်ရှားမှုကိုသာတွေ့လိုက်တာကြောင့်ဖြစ်တယ်သူလည်းပဲကျမကြည့်နေတဲ့ဘက်ကိုမေးခွန်းတွေစကားတွေမဲရင်းနဲ့တိတ်တိတ်ကလေးငေးကြည့်ဖြစ်သွားဖို့ပဲကျမတို့နှစ်ယောက်လုံးရဲ့မြင်ကွင်းထဲမှာရှိတဲ့ကောင်းကင်ပေါ်မှာမီးစားတစ်ခုလိုလိမ့်နှန်းကြီးကရုတ်တရက်ကျလာတယ်ချစ်ချင်းဆိုသလိုကျမရဲ့လက်နှစ်ဖက်နဲ့သမီးရဲ့နားနှစ်ဖက်ကိုပိတ်လိုက်ပြီးသမီးကိုကျမရဲ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်မိငုံပေါင်းများစွာကခေါင်းထဲမှာရောရှိပြီးပေါ်လာခဲ့တယ်မီရှူမီပန်းလားဒါဆိုရင်တစ်ခုတည်းတစ်ခါလေးပဲမီပွက်မှာမဟုတ်တာစက်တိုင်းမီပွက်မှာလေလက်နဲ့ကြီးကြားတာများလားဘယ်ဘက်ကနေပြစ်ပြီးဘယ်ဘက်ကိုကြားမှာလဲဖျားဘသူတွေထိမှာလဲအတန်ဘယ်မှာလဲအတန်
အသက်မကြားရဘူးဆိုတော့တော်သေးတယ်လက်နက်ကြီးပောက်ကွဲမှုဖြစ်နိုင်ဘူးပေါ့တော်ပါသေးရဲ့ဘာကြီးလဲမမေးလို့သမီးကတူတူလေးမေးလိုက်တဲ့အချိန်မှာသမီးအတွက်အကောင်းဆုံးဖြစ်စေမယ့်အဖြစ်တစ်ခုကျမမှာဆက်သက်ရှိနေပြီကြက်ကြွေတာလေသမီးရဲ့ကြက်ကြွေတဲ့အချိန်ဆူတောင်းရင်ဆူတောင်းပြီးတယ်တဲ့သမီးကျမကသမီးကိုလွတ်လိုက်ကသမီးအမြင်မှာတောက်ပဆုပ်ဖြစ်မဲ့အပြုတ်တစ်ခုကိုပန်းဆင်ပြီးပြန်ဖြေလိုက်တယ်သမီးရဲ့မျက်လုံးတို့ဟာတောက်ပသွားပြီးကျမရဲ့ပြုံးတွေကသမီးစီကူးသွားတာလားကျမရဲ့အဖြေကိုသမီးကိုယ်တိုင်နှလုတ်ပဲဖြစ်သွားလို့လားမသိသမီးရဲ့မျက်နှာပေါ်မှာပြုံးလို့ဖူးပွင့်သွားတာကိုညလင်းပြမမိန်လေးထဲမှာကျမတွေ့လိုက်ရတယ်မင်းချစ်ပိုင်နန်းဆန်ရှမ်းမြောက်2023 The Call ခေါ်တန်မဂ္ဂဇင်း